လုပ်ငန်းရှင်တွေခီးလန်းသူတယောက်တည်းရှင်ဆိုင်ရတဲ့စိတ်ကိုအများကြီးရှိပါတယ်လုပ်ငန်းတစ်ခုကြီးထွားလာတဲ့အခါဘေးတွေစတင်ပေါ်လာပါတယ်ဘလို့ချက်တွင်ရမလဲဆိုတဲ့ဘေးတွေဘလို့စီမံခန့်ခွဲရမလဲဆိုတဲ့ဘေးတွေဒီဘေးတွေကိုဖြည့်ရှင်းဖို့တော့ချက်တွေလိုအပ်ပါတယ်ဒီလိုအချိန်မှာ Business Service Organization VSO တွေကလမ်းပြမျိုးတွေရှိလာပါတယ် VSO တွေကလုပ်ငန်းငယ်တွေကြီးထွားလာဖို့အတွက်မရှိမဖြစ်ထောက်ကူပေးနေတဲ့အဖွဲ့အစည်းတွေပါပဲအဓိကကတော့ SME ပေါ့မြန်မာနိုင်ငံမှာကလေ SME ဆိုတာတဲ့ MSME လို့ပြောရင်ပုံမှန်ပဲ Micro Small and Medium Enterprises ပေါ့အဲ့ဒီ MSME တွေရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုပို့ပြီးတော့အရှိန်တွေမြင့်လာအောင်ပို့ပြီးတော့ကောင်းတာတွေပို့ပြီးတော့ဖြစ်လာအောင်ကျွန်တော်တို့ကလုပ်ပေးတာဖြစ်တယ်ဒါကြောင့်မလို့ဒီ Edu Business Academy ရဲ့လုပ်ငန်းဆောင်ရွက်ချက်ကဘာလဲလို့ပြောလို့ရှိရင် SME Growth Catalystဒီလိုမျိုးပြောလိုက်ခြင်းတယ်ပေါ့နော် SME Growth Catalyst ဆိုတာ Catalyst ဆိုတာကြတော့ဓာတုဝေဒမှာဆိုရင်ဓာတ်ပြုတ်မှုကိုပို့ပြီးတော့အရှိန်မြန်သွားအောင်လုပ်တဲ့အချက်ပေါ့ဒီမှာလည်းအဲ့လိုပဲသူတို့ SME တွေမှာသူတို့ဟာနဲ့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့လုပ်ငန်းတွေသူတို့ရဲ့မျိုးပလာလုပ်ငန်းတွေသူတို့အတွေ့အကြုံတွေသူတို့ရှိပြီးသားအဲ့ရှိပြီးသားတွေကိုမှပို့ပြီးတော့အရှိန်မြန်သွားအောင် Sustainable Development ဖြစ်အောင်ပေါ့နော်ကိုယ့်ဘက်ကပို့ပြီးတော့လိုအပ်ချက်တွေကိုထည့်ပေးပြီးတော့မှအရှိန်ပိုမြန်သွားအောင်လုပ်ပေးတယ်လို့ယူဆလို့ရတာပေါ့နော် VSO တွေကစီမံခန့်ခွဲမှုကနေဈေးကရှာဖွေဘန်နာရီကနေလူထုစီမံခန့်ခွဲမှုအထိလိုအပ်တဲ့နည်းပညာနဲ့ဘုသူတာတွေစနစ်တကျသင်ကြားပေးပါဒီသင်တန်းတွေကနေတစ်ဆင့်လုပ်ငန်းရှင်တွေကသူတို့ရဲ့လုပ်ငန်းကိုပုံမှုခိုင်မာတဲ့အုံမြင့်ပေါ်တန်လည်တည်ဆောက်နိုင်ဒီ SME တွေစနစ်တကျနဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ကျမတို့တွေသူတို့တွေကိုနည်းပညာဆိုင်ရာပံ့ပိုးမှုတွေလုပ်ရမယ်သူတို့စီးရင်ပိုင်းမှာလိုအပ်လို့ရှိရင်စီးရင်ပိုင်းဆိုင်ရာနည်းပညာတွေပံ့ပိုးရမယ်ထုတ်လုပ်ရေးပိုင်းမှာနည်းပညာတွေလိုအပ်ရင်ထုတ်လုပ်ရေးပိုင်းမှာကျမတို့နည်းပညာတွေပေးရမယ် marketing မလုပ်တတ်ဘူးဆိုရင်လည်း marketing လုပ်ဖို့အတွက်ကျမတို့ဘယ်လိုပုံစံနဲ့လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီဟာမျိုးတွေကိုကျမတို့ကအဓိကပံ့ပိုးပေးနိုင်မယ်ဆိုရင်တော့ဒီ SME လုပ်ငန်းတွေအတွက်ပိုကောင်းတာပေါ့နော်ဟုတ်ကဲ့ BSO တွေဟာလုပ်ငန်းရှင်တွေအချင်းချင်းစုံစည်းရနေရတစ်ခုပါပဲဒီကွန်ရက်ကြီးထဲမှာလုပ်ငန်းအခွင့်အလမ်းအသစ်တွေမိတ်ဖက်အသစ်တွေဖောက်တဲ့အသစ်တွေကိုတွေ့ရှိနိုင်ပါတယ်အတူတကပူးပေါင်းဆောင်ရွက်ပြီးဈေးကွက်အသစ်တွေကိုဖော်ဆောင်နိုင်ကြပါတယ်အမျက်ရှိတယ်ပေါ့နော်အမျက်ရှိတဲ့အတွက်ဆရာမတို့ကဆက်ပြီးတော့လှုပ်ချင်တာမလှုပ်ချင်တာလဲဆိုတော့ထိုက်ကဲအပိုးပစ္စည်းဆိုင်ရလို့တီးတန့်ဆိုင်လေးစပြီးဖွင့်ချင်တာနော်ဖွင့်ချင်တာအဲ့ဒီအတွက်ကြတော့ဆရာမတို့ကအခုဒီဟာကိုအခြေခံပြီးတော့ဒီစည်ရင်းစရာတွေအတိုင်းပဲအဲ့ပစ္စည်းစပါပြီဆိုကြတဲ့အဲ့ပစ္စည်းနဲ့ပတ်သက်တဲ့အသုံးဆောင်ပြီးတော့ပြန်ရောင်းမဲ့ပစ္စည်းတွေပေါ့နော်ဒါတွေကိုလည်းအကုန်လုံးစည်ရင်းစရာလုပ်ရမယ်ဆိုင်တင်မဲ့ပစ္စည်းတွေပေါ့စည်ရင်းစရာလုပ်ရမယ်အဲ့ဒီတော့ဝန်ထမ်းတက်ထားမှာလားကိုယ့်ဘက်ကဝန်ထမ်းတွေရမယ်ဒီဘက်မှာဖွဲ့ပြီးလုပ်မှာလားဆိုတော့ဆရာမတို့ကဝန်ထမ်းတွေကိုဓာတ်စာပေးတဲ့အချိန်မှာဘယ်လိုပုံစံနဲ့ပေးကြမလဲ။နောက်ဆိုဒါဒီစီးပွားရေးလုပ်ငန်းကြီးတစ်ခုအနေနဲ့စပြီးဖြစ်တဲ့အတွက်အကုန်လုံးကစနစ်တကျစအောင်ပါလေ။နော်ဘယ်လိုပေးမလဲ။နောက်အဲ့ဒီမှာသုံးတဲ့ပစ္စည်းတင်စင်ရစလို့အဲ့ဒီမှာသုံးတဲ့ပစ္စည်းတွေအားလုံးဒီအမြဲတမ်းတန်ဖိုးတွေကညော့နေတာ။ဒါဆိုရင်တစ်လဒီပစ္စည်းရဲ့တန်ဖိုးဘယ်လောက်ညော့သွားပြီးတော့ဒါပဲလေနော်။ဒီထဲမှာတခြားသောသူနဲ့ဆိုင်တဲ့ဝင်ငွေတွေကမရှိမလဲ။အသုံးစရိတ်တွေကမရှိမလဲဆိုတော့ဒီတိုင်းနဲ့တည်းတစ်ခုချိန်နေရမှာ။ဟုတ်ကဲ့။ကွန်ထူးကဒီပစ္စည်းကိုလိုချင်လို့သစင်းရဲ့ဒီဆိုင်ကဝယ်လိုက်တာနဲ့တပြိုင်နက်တည်းသူ့ကိုလည်းတကယ်ပတ်စံပေးပြီးဝယ်ရမယ်။နော်ဒါစီးပွားလုပ်ငန်းတစ်ခုဖြစ်သွားတယ်။နော်တစ်ခုဖြစ်သွားပြီသူ့ဟာနဲ့ဒီတန်းဖြစ်သွားတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာမတို့အားလုံးပြီးပြီဆိုတဲ့အချိန်ရောက်ဒီဘယ်လမ်းကြောင်းကိုသွားမယ်ဆိုတော့ computerized ပေါ့နော်။နောက်တစ်ချိန်မှာတော့ဒီ digital ဘိုင်းဆိုင်ရာကိုဆရာမတို့သွားရမှာပေါ့နော်။စာရွက်ကြီးနဲ့စာအုပ်ကြီးနဲ့လမ်းလမ်းကြီးကြည့်နေတာလေ digital နဲ့သွားရမှာဖြစ်တယ်။သွားဖို့လည်းစီစဉ်ထားပါတယ်နော်လုပ်နေတယ်။အဲ့တော့ဒါဒီဆရာမတို့ဆက်ပြီးတော့ဆက်ကဲအပိုပစ္စည်းဆိုင်ဖွင့်ဖို့အတွက်နော်ကျွန်တော်တို့ဒါလေးစလုပ်ကြတယ်ပေါ့ဟုတ်ကဲ့ပါလုပ်ငန်းငယ်တွေတယောက်ချင်းစီရဲ့အတန်ဟာသေးငယ်နိုင်ပါတယ်ဒါပေမဲ့ BSO အနေနဲ့စုစည်းပြီးပြောရင်တော့ဒီအတန်ဟာပြောစမှတ်တင်လာနိုင်ပါတယ် BSO တွေက SME တွေရဲ့အကျိုးစီးပွားအတွက်မူဝါဒချမှတ်သူတွေစီကိုစားပြီးပြောဆိုပေးပါတယ်လုပ်ငန်းလည်ပတ်ရေးပုံပုံလိုက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပုံပုံဝင်ရောက်လာစီးရုံဆောင်ရွက်ပေးပါတယ် SME လုပ်ငန်းတစ်ခုနဲ့တစ်ခုပေါ့နော်လိုအပ်ချက်တွေမတူဘူးပေါ့နော်တချို့ဆိုလို့ရှိရင်ဒီ record keeping မှာအားကောင်းတယ်ပေါ့အဲဒါဆိုရင်ကျမတို့က record keeping မှာကူစရာမလိုဘူးပေါ့တချို့ပိုင်းဆိုလို့ရှိရင် marketing မှာအားကောင်းနေပြီကျမတို့ကကူစရာမလိုဘူးပေါ့ဆိုလိုတာလုပ်ငန်းတစ်ခုနဲ့တစ်ခုဟာ niche မတူဘူးပေါ့သူတို့မှာလိုအပ်နေတာတွေမတူဘူးပေါ့ဒါကြောင့်မို့ကျမတို့တွေက specific ဖြစ်ပေါ့နော်ဒီလုပ်ငန်းအတွက်ဆိုရင်တော့ဒါလိုတာဒီပိုင်းလေးကိုပံ့ပိုးကူညီမယ်ဒီလုပ်ငန်းအတွက်ဆိုရင်တော့ဒါလိုတာဒီပိုင်းလေးကိုပံ့ပိုးကူညီမယ်ဆိုတော့သူတို့ရဲ့သက်ဆိုင်ရာ customize ပေါ့နော်သူတို့ရဲ့လိုအပ်ချက်ကိုကိုက်ညီမဲ့ဟာလေးတွေကျမတို့ကဘာနော်စီစဉ်ပေးနိုင်ရင်ပံ့ပိုးပေးနိုင်ရင်တော့ပိုကောင်းတာပေါ့အဲ့တော့သူတို့ရဲ့ needs တွေ wants တွေလည်းဖြည့်ဆည်းပေးရအောင်မယ်စီမံကိန်းဘက်ကလည်းဘာနော်ပို့ပြီးတော့ထိထိရောက်နေပေါ့နော်အကူညီနိုင်မယ်ပေါ့နော်အဲ့ဒီဟာမျိုးလေးတွေ customize လေးတွေတက်ပေါ့နော်လုပ်ငန်းတစ်ခုချင်းစီလိုက်လုပ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းမယ်ဆိုရဲအကြံလေးတော့ပေးချင်ပါတယ်ရှင်ဟုတ်ခေတ်ရဲ့လိုအပ်ချက်ဖြစ်တဲ့ digital ပြောင်းလဲမှုမှာ BSO တွေဟာအရေးပါတဲ့ကဏ္ဍကနေပါဝင်နေပါတယ်
ဤပညာအသစ်တွေကိုမိတ်ဆက်ပေးတာဈေးကရှာဖွေရေးဤဗျူဟာအသစ်တွေဖော်ဆောင်ပေးတာငွေကြေးရင်းနှီးမြှုပ်နှံမှုဆက်သွယ်ပေးတာစတဲ့ဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးပါတယ် ကျွန်တော်တို့ edu business နဲ့အပေါ်ကြီးရဲ့တင်တန်းနေရှိရင်ကျွန်တော်တို့အနေနဲ့ဝင်ပြီးတော့တက်ရောက်ချင်ပါတယ်လို့ကျွန်တော်ပြောချင်တယ် positive mind ကိုဒီအတိုင်းပေါ့ဉာဏ်သွားချင်တာပေါ့ချင် ဒီဆိုရင်ဟိုတလားဘလောက်မြတ်တော့ဘလောက်ရှုံးလုံးလည်းမသိဘူးဒေဒီသေးလည်းမမှန်ဘူးဒါဆရာမတေးဦးနဲ့တွေ့မှာအဲဒီလောက်တက်သွားပါလောက်တက်သွားတာလို့ ဟိုဆီယမလမ်းပြပေးထားတဲ့လမ်းစဉ်အရဆိုတော့ဆင်ပြေပါလေဆင်။နောက်ပိုင်းမှာတော့ဆီယမရဲ့ဒီလမ်းပြမှုပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကြိုးစားကြည့်ပါတယ်။ လုပ်ငန်းငယ်တိုင်းစီးပွားရေးရန်ရာကြီးအရေးကြီးတဲ့ခလုတ်တစ်ခုပါ BSO တွေရဲ့အခန်းကဏ္ဍဒီခလုတ်လေးတွေကိုပုံမူတောက်ပါလှုပ်ဆောင်ပေးနေတာပါပဲ